အားလုံးပဲမင်္ဂလာပါဘတ်တာဘေးမှာကြိုဆိုပါရစေဒီဗီဒီယိုကတော့ကျွန်တော်တို့ဒီ2026 Better Breeding Series ရဲ့ဗီဒီယိုတစ်ခုပဲပေါ့နော်ဒါပေမဲ့ကျွန်တော်ပုံမှန်ရိုက်နေကြဗီဒီယိုလိုမျိုးမဟုတ်ဘူးပေါ့နော်ဒီငားတဲ့ဗီဒီယိုလေးပါလေးတွေတော့မပါဘူးပေါ့နော်ဟုတ်ဒါပေမဲ့အများကြီးမပါဘူးပြောတာဒါပေမဲ့ကျွန်တော်ရှင်းပြမယ့်အကြောင်းအရာတွေမှာတော့ပါလိမ့်မယ်ပေါ့နော်အဲ့တော့ဒီဗီဒီယိုကကြတော့ဘာအကြောင်းလဲဆိုတော့ကျွန်တော်ဒီ FCCP ငားလေးပေါ့နော်ဒီ Fancy Copper Color plug ပေါ့နော်ဒီ FCCP လို့ခေါ်တယ်အဲ့ဒီ FCCP လေးရဲ့အကြောင်းပေါ့ဒီ breeding လုပ်ခဲ့တဲ့အကြောင်းပေါ့နော်အဲ့ဒီအကြောင်းကိုကျွန်တော်ကဒီ sharing လုပ်ပေးမှာပေါ့နော်အဲ့တော့ဒီ FCCP ငါးလေးရဲ့နာမည်ကြီးတာက VN နိုင်ငံကနာမည်တော်တော်လေးကြီးကြတယ်ပေါ့နော်ဒါကဒီ FCCP ဘန်ဘန်ဆိုတဲ့ Mr. ဘန်ဘန်ဆိုတဲ့ဒီဆယ်လာတယောက်ပေါ့နော် FCCP VN နိုင်ငံဆယ်လာတယောက်အဲ့ဒီဆယ်လာတယောက်ကျကျွန်တော်ဝယ်ရတာပုံအမှန်ဝယ်ရတော့ကျွန်တော်၄စုံဝယ်ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တကယ်ဒီ expedition ထားတာတော့ဒီအခုကျွန်တော်ပြမယ်တစုံပေါ့နော်ဒီတစုံကျွန်တော် expedition ထားခဲ့တယ်ပေါ့အဲ့တော့ဒီပထမဆုံးကျွန်တော်ငတိငမလေးကိုပြမယ်ပထမဆုံးငတိလေးပြပေးမယ်နော်အဲ့တော့ဒါငတိလေးရဲ့ပုံနောက်ပြီးတော့ကျွန်တော်ဗီဒီယိုလေးပဲပြမယ်အဲ့တော့ဒီကတော့ကျွန်တော်ဒီစာတင်တဲ့ပုံစံပြန်ပြီးရှင်းပြတဲ့ပုံစံအဲ့လိုပုံစံလေးပေါ့နော်အဲ့လိုပုံစံမျိုးလေးကျွန်တော်လုပ်ပေးမှာโอเคတော့ဒီငါးလေးပေါ့နော်ဒီငါးလေးဒီ FCC ငါးလေးဒီကောင်းပိုင်းဒီ orange နော် orange ဒီကိုပြောမယ်ဆိုရင်လိမ်မော်ရောင်ပေါ့နော်မြန်မာလိုဆိုလိမ်မော် orange ပဲကျွန်တော်ပြောကြပါစို့ orange ပေါ့နော်ဒီအနောက်ဒီ star tea ပေါ့နော်ကျဲမီပေါ့ဒီငါးလေးပေါ့နော်ငတိနောက်ပြီးရင်ဒါငမသူလဲ orange ပဲ orange hat ပဲနောက်ပြီးဒီ star tea ပေါ့နော်အကုန်လုံး dorsal ရော inner တွေရောဒီ coral တွေရောအကုန်လုံးကဒီကျဲပုံစံမျိုးပေါ့နော်တောင်းညီရနေတာနောက်ပြီးဒီခန္ဓာကိုယ်နဲ့ခေါင်းပိုင်းတွေကတချမ်းစီပေါ့နော်ဒီခေါင်းပိုင်းကဒီလိမ်မော်ရောင်ခန္ဓာကိုယ်နောက်ပိုင်းဒီဒါအဖြူရောင်ပေါ့နော်ဒီ white scale လို့လည်းခေါ်တယ် WS လို့လည်းခေါ်တယ်ဒီဟာပေါ့နော်ညီညီဖြားပြီးတော့ထွက်နေတယ်အားလေးအရင်လာတယ်ငတိငမတစုံတော့မဟုတ်ဘူးကျွန်တော်၄စုံမှာလားဒီတစုံတော့ကျွန်တော်အားထားရပေါ့နော်အရင်ကောင်းတယ်ငတိငမမို့လို့အဲ့တော့ငါးတွေဟာဒီရောက်တာကဒီနိုဝင်ဘာလ2025နိုဝင်ဘာလကျွန်တော်စီရောက်လာတယ်ပေါ့နော်2025ရက်နေ့နိုဝင်ဘာလအဲ့ဒီမှာကျွန်တော်စီရောက်လာတယ်ရောက်လာပြီးတော့ဒါဒီဗီဒီယိုလေးရောက်လာပြီးတော့ကျွန်တော်2ရက်မြောက်နေ့မှာကျွန်တော်ရိုက်ထားတဲ့ဗီဒီယိုလေးငတိပြမယ်ငတိရဲ့ဗီဒီယိုလေးကိုကျွန်တော်ပြတယ်ဒါငတိလေးရဲ့ဗီဒီယိုရောက်လာပြီးတော့ဒါ2ရက်မြောက်နေ့ပေါ့နော်ဘာအဖက်မှမပါဘူးကျွန်တော်အပေါ်ကနေပြီးတော့ Aquarian light လေးထွန်းပြီးတော့ရိုက်ထားတာပဲရှိပြီဘာ filter ဘာအဖက်မှမရှိဘူးပေါ့နော်ငါလုံးဝတော်တော်လေးပြည့်စုံတဲ့ငါလို့ပြောပြရတယ်ဒါငတိလေးနောက်ပြီးကျွန်တော်ငမပြပေးမယ်ဒါငမလေးရဲ့ဗီဒီယိုဒီမှာနော်သူလည်း orange hat FCCP ငမလုံးဝပြည့်စုံတယ်ဥဇံလည်းတင်းနေပြီနော်ဥဇံလေးလည်းတင်းနေပြီနောက်ပြီးဖောက်လို့ရအရွယ်ရောက်နေပေါ့နော်သူတို့ဒီ9လ6လပတ်ဝန်းကျင်မှာရှိနေဒီငါးလေးအရွယ်ရောက်ပြီးသားငါးတွေပေါ့နော်โอเคအဲ့တော့ဒါငါးလေးကတော့ကျွန်တော်တွေ့ပြီးသွားပြီတွေ့ပြီးတော့ကျွန်တော်ဖောက်တဲ့အချိန်လေးစပြီးပြောပြမယ်အဲ့တော့ဒီဇင်ဘာလတည်းမှာကျွန်တော်2ကြိမ်ဖောက်ခဲ့တယ်ပေါ့နော်ပထမဆုံးတစ်ကြိမ်ဒီဇင်ဘာလထဲမှာဖောက်တော့ကျွန်တော်ရဲ့ဒီအခန်းထဲမှာဖောက်တာရှိရဗီဒီယိုတွေမှာဆိုရင်ကျွန်တော်ပြောပြခဲ့ပြီးဒီကျွန်တော်အခန်းထဲမှာဖောက်တဲ့ချိန်မှာကျွန်တော်အခန်းထဲမှာ aircon ရှိတယ်aircon ရှိရတဲ့အခန်းရဲ့ temperature ဒီကျတယ် temperature ကျတော့ရေရဲ့ temperature လိုက်ကျတယ်ပေါ့နော်အဲ့တော့ဒီရေ temperature မကောင်းဘူးဒီ temperature မကောင်းတော့ပြီးအခန်းထဲမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ဝင်လိုက်ထွက်လိုက်လုပ်တယ်နောက်ပြီးညဘက်အိတ်တဲ့ခါကျရင်ညအိမ်မီထွန်လာတယ်အဲ့တော့ဒီငါးတွေနှောက်ရက်လို့ဖြစ်တာပေါ့နော်တိတ်ဆိတ်မှုမရှိဘူးပေါ့အဲ့တော့အဲ့ဟာနဲ့ပထမဆုံးတစ်ချိန်မှာကျွန်တော်စပြီး feel ခဲ့ပေါ့နော်ဒီစုံနဲ့မဟုတ်တခြားစုံနဲ့ကျွန်တော်မဖောက်လို့တိတ်ပြီးတော့ဒီငတိငမောက်ကျွန်တော်ဒီကအားထားပြီးတော့ဖောက်ဖြစ်တယ်ပေါ့နော်အဲ့တော့ဖောက်တဲ့ချိန်မှာကျွန်တော်ဘာသုံးခဲ့လဲဆိုတော့ဒီကောင်လေးသုံးခဲ့တယ်เนาะကျွန်တော် channel မှာလည်းကျွန်တော်တင်ပေးထားတယ်ဒီပတ်3မှာပေါ့နော်တင်ပေးထားတယ်ဒီလိုမျိုးကော်စလုံးလေးနဲ့ကျွန်တော်ဖောက်ခဲ့တာအဲ့တော့ဒီ temperature တိုင်းကြည့်အချိန်မှာ24-25 degrees Celsius အဲ့လောက်ပဲရှိတယ်ပထမဆုံးတစ်ချိန် feel သွားပထမဆုံးချိန် feel တဲ့အပြင်ဘာဖြစ်သွားလဲဆိုတော့ဒီငတိကနည်းနည်းလေး stress ဝင်သွားတယ်2ရက်3ရက်လောက်ကျွန်တော်ထားလိုက်တယ်ဒါပေမဲ့လုံးဝမပေါက်ဘူးငမောက်ကိုလည်းကိုက်ပလိုက်တယ်ငမရဲ့ခန္ဓာ bite တွေပဲလုံးဝထိသွားတယ်နောက်ပြီးတော့ဒီငတိကလည်း stress ဝင်သွားတယ်တစ်ချိန်ပေါ့နော်အဲ့ဒါ2ပတ်လောက်တေချာချင်းကြီးပြန်ဆောင်ပြီးကျွန်တော်နောက်တစ်ချိန်ထပ်ဖောက်တယ်နောက်တစ်ချိန်နဲ့ feel ပေါ့နော် second time မှာလည်းကျွန်တော် feel တယ်အဲ့တော့ feel က second time မှာလည်းငတိကအတိုက်တော့လုပ်တယ်ဒါပေမဲ့ဒီငမအောင်သူမညှစ်တော့ငတိငမစိတ်ဝင်စားမှုတိတ်ပြီးမရှိတော့ဘူးနော်ငမလောက်သူလိုက်တယ်နည်းနည်းပါငမထွက်ပြေးသွားပြီးသူမလိုက်တော့ဘူးနောက်ပြီးဒီငမကို dancing လုပ်တာတွေအတိုက်အောက်ကိုဆွဲခေါ်တာတွေဘာတစ်ခုမှမလုပ်ဘူးပေါ့နော်
အဲ့ဒါလည်း second time လည်း fee သွားအဲ့နဲ့ကျွန်တော်ဒီ December လမှာ2ချိန်တော့ fee သွားဆိုတော့နည်းနည်းလေးစိတ်တက်ကြသွားတော့ဟာဒါပေမဲ့ကိုယ့်ကိုမိကုန်ပြန်ထုတ်ပြီးတယ်ဟောငါအရင်တော့တောက်လျှောက်ဖောက်တယ်ငါကြီးမပေါက်တယ်ငါခက်ရှာပေါ့နော်ဒီခုကျမှဘယ်လိုမပေါက်တာလဲပေါ့နော်ကိုယ့်ကိုယ်တော့တန်တရားဖြစ်သွားတယ်ပေါ့နော်နည်းနည်းစိတ်တက်လေးကြာသွားတယ်အဲ့ဒါကျွန်တော်ဒီ January လမှာတစ်ချိန်လောက်တော့ငါစမ်းကြည့်မယ်ဆိုတော့မှန်ကန်တဲ့ကျွန်တော်တစ်ချိန်ထပ်ဆန်တယ်အဲ့ဒီချိန်မှာတော့ကျွန်တော်ဒီငမားနဲ့ငတိနဲ့ကျွန်တော်ချိန်လိုက်တယ်နော်သူတို့ငတိငမားကိုတခြားဒီ FCCP ငတိငမားနဲ့ကျွန်တော်ချိန်လိုက်တယ်ချိန်မြဖောက်တော့လည်းအဲ့ဒါလည်းမပေါက်အဲ့ဒါမပေါက်တာကျွန်တော်ဘာကြောင့်လဲဆိုတော့ဒီ air gun နဲ့မဖောက်တာ air gun နဲ့မှမှန်ကန်နဲ့ကျွန်တော်ဖောက်တာအဲ့ဒါကျွန်တော်ဗီဒီယိုလုပ်ထားတယ်ပေါ့နော်အရှိမအဲ့ဟာ first time ပေါ့နော်3ညမြောင်ပါလေကျွန်တော် fee သွားတော့ January လမှာကျွန်တော်လုံးဝမဖောက်တော့ဘဲနဲ့ငါးတွေလုံးဝအနာပေးလိုက်တယ်6လမှ8လမှကန်နေတယ်ပေါ့နော်668ကန်နေနဲ့ကျွန်တော်ထားတယ်ပြီးတော့ဒီရေပိုးလေးကျွေးတယ်နောက်ပြီးရင်ဒီ blood one တွေကျွေးတယ်နော်mosquito larva တွေကျွန်တော်ကျွေးပြီးတော့ထားတယ်3ချိန်မြောက်ပေါ့နော်3ချိန်မြောက် January လထဲမှာကျွန်တော်မဖောက်ပြအလုံးမအားတာနဲ့ပါနေဆိုကျွန်တော်ဒီတိုင်းလေးပဲထားရတယ် February လမှာဒါပြီးခဲ့တဲ့ February လမှာကျွန်တော်2ချိန်ဖောက်တယ်အဲ့ဒီချိန်မှာပထမဆုံးတစ်ချိန်ကကျွန်တော်ဒီအခန်းထဲမှာပဲဖောက်တာနောက်တစ်ချိန်ထပ်ပြီးတော့ကျွန်တော်အခန်းထဲမှာဖလက်ဖောက်တယ်ပြီးတဲ့အတိုင်းပဲအခန်းထဲမှာဒီ temperature အဆင်မပြေဘူးနောက်ပြီးရင်သူတို့နှောက်ချက်သလိုဖြစ်တဲ့အဲ့ဒါ fee မှာပဲဒါကျွန်တော်ကောင်းမှမှာဆက်ပြီးတော့လုပ်ကြည့်ရပေါ့နော် fee အဲ့ဒါကျွန်တော်9ချိန်မြောက်မှာဘာလုပ်လဲဆိုတော့ကျွန်တော်ရဲ့ဒီအခန်းထဲကနေပြီးတော့ကျွန်တော်အပေါ်ရက်မှာကျွန်တော်အိမ်အပေါ်ရက်ကိုကျွန်တော်9တွေတီးတန့်ထားဖို့ဆိုတော့နေရာတစ်ခုကျွန်တော်ယူပြီးတော့လုပ်လိုက်တယ်အဲ့နေရာမှာကျွန်တော်စာပြီးတော့ဖောက်ကြည့်တယ်အဲ့ချိန်မှာကျွန်တော်ဒီဖော်ပုံးလေးဖောက်တယ်ပေါ့နော်ဖော်ပုံးတပေပတ်လေဖော်ပုံးလေးပေါ့နော်ဒီဖော်ပုံးလေးကိုကျွန်တော်ဖောက်တယ်ကျွန်တော်ဒါတော့ဒါ Google ကယူလာတဲ့ပုံပေါ့နော်တကယ်ကျွန်တော်ပုံလေးကလိုမျိုးလေးဒါကျွန်တော်ဒီငါးတွေကနေအတိုက်ဆယ်နေတဲ့ပုံလေးကိုယူလာတာအဲ့မှာလူမျိုးဖော်ပုံးလေးကျွန်တော်စီးပြီးတော့စဖောက်တယ်ပေါ့နော်စဖောက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုတော့ငထီးကလုံးဝကိုသူကအဲ့ဒီ2လပါတော့ဖြစ်သွားလဲဆိုတော့ငထီးကတပြေးပြေးနဲ့ဒီ fin clamp ဖြစ်သွားတယ် stress ဝင်သွားတာရောနောက်ပြီးတော့ကျွန်တော်ခြေပါကြီးအလုပ်တလာဘက်မှာတိတ်မအားလို့မလဲပြီးတာနဲ့ဗာနဲ့ရောငါးဘာဖြစ်သွားလို့ယောဂဖြစ်သွားတယ်ယောဂဖြစ်သွားတယ် fin clamp ဖြစ်သွားတယ် fin clamp ဖြစ်သွားတော့ fin တွေအကုန်လုံးကဒီသူ့ရဲ့အမီလေးတွေအကုန်လုံးကတ်သွားတယ်ပေါ့နော်ဒီကောင်လေးအကုန်လုံးကတ်သွားပြီးတော့ဖင်မီးကဒီ core တစ်ခုလုံးက core အမီတစ်ခုလုံးကဘာမှမရှိတော့ dorsal ရှိတယ် a နဲ့ရှိတယ် core တစ်ခုလုံးကအမီးကမရှိတော့ဘဲဒီမှာရှိ really တစ်ချောင်းလောက်ပဲရှိတော့တယ်ဖင်မီးလုံးဝမရှိတဲ့သဘောဖြစ်သွားတော့ငထီးကအဲ့လောက်ထိဖြစ်သွားကျွန်တော်တော်တော်လေး tetracycline နေရော soft bed လောက်တာရောအကုန်လုံးနီးလန်းပေါင်းလုံးနဲ့ကျွန်တော်စူးစမ်းပြီးတော့သူ့ကိုကုပေးခဲ့ပေါ့နော်ကုပေးကြတော့နောက်ဆုံးသူနလန်ပြန်ထူလာတယ်တလားလောက်ကျွန်တော်ကုလိုက်ရတယ်နလန်ပြန်ထူလာတော့တော်တော်ကောင်းကိုရေကူးနိုင်တယ်ပေါ့နော်9ချိန်မြောက်မှာသူကလုံးဝအတိုက်မဆောက်တော့အတိုက်အရင်တော့ဆောက်ပါရွယ်ကောင်လုံးဝမဆောက်တော့9ချိန်မြောက်ပါအဲ့နဲ့တိုက်မဆောက်တော့ okay ဒီကောင် stress ဝင်သွားပြီပေါ့နော်အဲ့တော့ငါဘယ်လိုလုပ်ရမလဲပေါ့အဲ့တော့ကျွန်တော်ဒီ IBC International Better Congress ဆိုတော့မှကျွန်တော်ဒီ member အဖြစ်ဝင်လာရပေါ့နော်အဲ့မှာဝင်ပြီးကျွန်တော်စာရေးဖတ်ကြည့်ချင်မှာကျွန်တော်နီးလန့်ထိုးသွားတွေ့တယ်ဗာလဲဆိုတော့အတိုင်းမဆောက်တဲ့ငတိကိုတခြားငတိတကောင်ရဲ့အတိုင်းကိုယူပြီးတော့ထည့်ပြီးတော့ဖောက်တယ်နီးလန့်ပေါ့နော်အဲ့ဒီတော့ကျွန်တော်လုပ်ဖို့စဉ်းစားတယ်ဒါပေမဲ့ဒီဘယ်ငတိရဲ့အတိုင်းကိုယူရမှမသိဘူးအဲ့ကျွန်တော် February လလောက်မှာကျွန်တော်ငါးတွေစားဖောက်နေကျွန်တော်ဖောက်တိုင်းငါးတွေအများကြီးရှိတယ်အဲ့မှာအတိုင်းလောက်ကောင်းတဲ့ငါးတွေလည်းရှိရပေါ့နော်အဲ့မှာအကောင်းဆုံးကမဟာချိုင်ငါးလေးပေါ့အဲ့မဟာချိုင်ငတိလေးကိုကျွန်တော်ဒီအဲ့ဒါဒီနောက်ဆုံး9ချိန်မြောက်မှာကျွန်တော်သုံးတာအဲ့ပထမကျွန်တော်အဲ့ဒါကိုမစဉ်းစားမိဘူးเนาะအဲ့6ချိန်မြောက်မှာကျွန်တော်ဒီကောင်ဆက်ထပ်ပြီးစမ်းကြည့်အဲ့ဟိုကတော့ရောက်သွားပြီပေါ့เนาะအဲ့မှာကျွန်တော် match လောက်ရောက်သွားပြီ match ဒီအစပိုင်းမှာ1ရက်နေ့2ရက်နေ့လောက်မှာပေါ့เนาะကျွန်တော်စပြီးတော့6ချိန်မြောက်ကျွန်တော်စမ်းကြည့်ရဒီငတိနဲ့ငမလေးပြန်တွဲတယ်ပေါ့เนาะအချိန်မှာပြန်တွဲတယ်ပြန်တွဲတဲ့အချိန်မှာငတိငမကကျွန်တော်စိတ်ဝင်စားအောင်ငမလေးတိတ်ပြီးဥစားမတင်ဘူးဥစားမတင်တာလည်းပါတယ်အဲ့ဒါနဲ့ကျွန်တော်ငမကိုဒီရေတီပါကျွေးပေါ့နော်နောက်ပြီးတော့ဒီခြင်လောင်းတွေပါကျွေးအဲ့တော့ငမကတော်တော်လေးဖုံးဖုံတော်ပြင်ဖြစ်လာတယ်အဲ့ဒီ6ချိန်မြောက်မှာကျွန်တော်ဘယ်လိုစမ်းလိုက်လဲဆိုတော့ဒီငမနဲ့မစမ်းမနေနောက်ထပ်ဒီငမတစ်ကောင်ပေါ့နော်နည်းနည်းဈေးပေါ်တဲ့ငါတစ်ကောင်ကျွန်တော်ဝယ်လိုက်တယ်ငမသေးရဲ့ကောင်ဝယ်ပြီးတော့ဒီငထီးနဲ့ကျွန်တော်ဖောက်ဖို့ကျွန်တော်စူးစမ်းကြည့်တယ်စူးစမ်းကြည့်တော့ငထီးကအတိုက်ဆောက်တယ်ဒါပေမဲ့နည်းနည်းလေးပဲဆောက်တယ်ဘူစီပေါင်းလေးလောက်တယ်3-5လုံးလောက်ပဲလောက်တယ်နည်းနည်းလေးပဲလောက်တယ်ဒါပေမဲ့ငမကတော့သူလိုက်ကြိုက်တာရွာလောက်တယ်တော့ဒီနည်းနည်းလေးတော့ဒီကျမ်းမာကြီးပြန်ကောင်းလာပြီငမကိုလိုက်ပြီးတော့ဒီ aggressive ဆန်ဆန်လိုက်ပြီးတိုက်ခိုက်တယ်ပေါ့နော်အဲ့ဒါကြီးရင်အပြင်ဒီကောင်ပြန်ဖောက်လို့ရမယ်နေထားကိုရောက်လာမယ်ဆိုတော့ကျွန်တော်သိတယ်အဲ့ဒါကျွန်တော်6ချိန်မြောက်မှာအဲ့ဒီဟိုငမအသေးသေးလေးစားမှာဒီငမလေးကျွန်တော်ပြန်စားထိုးထည့်လိုက်တယ်2ရက်လောက်ကြာမှာပေါ့နော်ငါပင်မနေပြီမဲ့သိတယ်နဲ့ကျွန်တော်သိချင်လို့အချိန်လေးသိချင်လို့ဆိုပြီးတော့ကျွန်တော်ပထမထည့်ထားတဲ့ငမလေးကိုကျွန်တော်ထုတ်ပြီးတော့ဒီ FCC ငမလေးကျွန်တော်ပြန်ထည့်ပလိုက်တယ်ပေါ့နော်ထည့်လိုက်တော့ငမကဥချပြီးငထီးကလည်းသူ့ညစ်တယ်
ဒါပေမဲ့ခဏလေးကြာတော့သူတို့ဆက်မမိတော့ကျွန်တော်ဥလေးတွေကိုကျွန်တော်ဒီဖုန်းထဲမှာကျွန်တော်ကြည့်ရတွေ့ကျွန်တော်ထင်10လုံးလောက်ဥ10လုံးလောက်ကျွန်တော်တွေ့ရပါတော့10ခုလောက်တွေ့အဲ့ဒါကိုကျွန်တော် dry hash လုပ်မယ်ဆိုပြီးတော့ dry hash လုပ်တယ်လုံးဝမပေါက်ဘူးတေးကြတာကငတိကညစ်တာမဟုတ်ဘဲနဲ့ငမကသူ့ဟာသူဥချပြီးတော့ငတိကဒီအတိုက်တော့ထည့်ပြရတာအတိုက်တော့မဟုတ်ဘူးအဲ့အပေါ်မှာပူပေါင်းလေး3 4 5လုံးပေါ်နေတဲ့မှာသူကထည့်ရတာအဲ့တော့ကျွန်တော်ကပုံမှန်ဆိုကျွန်တော် dry hash ပဲလုပ်လို့ရှိရပါတော့အဲ့တော့အဲ့အတိုက်ကိုအဲ့ဥလေးယူကျွန်တော်စောင့်ကြည့်ရဲမပေါက်ဘူးပေါ့နော်လုံးဝမပေါက်ငတိလေးလုံးဝ spam မထုတ်ဘူးအဲ့ဒါအခုလက်ရှိကျွန်တော်နောက်ဆုံး9ချိန်မြောက်မှာဒီ6ချိန်မြောက်မှာပေါ့ဗျာเนาะMilda not ငတိကလုံးဝ spam မထုတ်ဘူး spam နဲ့ဥလည်းမထိဘူးเนาะအဲ့တော့ဒီမပေါက်ဘူးပေါ့ဒီ9ချိန်မြောက်မှာကျတော့ကျွန်တော်ကတနေ့ရပါเนาะတနေ့ရဒီနေ့ကကျွန်တော်15ရက်နေ့ဆိုတော့73ရက်နေ့ကျွန်တော်ငတိကိုထည့်အတိုက်တယ်ဟိုဒီငတိကိုကျွန်တော်တစ်ခါပေါက်ပြီးနေကျွန်တော်ပြစ်ထားတာပေါ့နော်သူတို့အပြင်မှာပဲဒီ10လီတာဘူးလေးနဲ့ထားတယ်နောက်ပြီးအစာပုံမှန်ကျွေးတယ်ဒီတဘာဝမှာသူတို့နေရတဲ့ပုံစံတိုင်းပေါ့နော်သူတို့ဒီ stress တွေပြအောင်ဆိုကျွန်တော်အဲ့လိုမျိုးပုံစံနဲ့ထားနည်းနည်းလေးချဲလေးနဲ့ထားရပေါ့နော်ပုံမှန်ဒီ9ကန်လေးဒီမှန်ကန်လေးနဲ့ကျွန်တော်ထားတာများတယ်မှန်ကန်နဲ့မထားတော့ဘဲနဲ့အပြင်မှာပဲတဘာဝတိုင်းကျွန်တော်အောက်တော့ထားလိုက်တယ်ပေါ့နော်နေကြလို့ရှိရင်နေလင်းအောင်ရမယ်ပြီးသွားရင်ညဘက်ကျရင်သူတို့နေလင်းအောင်ဝိုင်းလုံးဝမိန်သွားဒီမှောင်အောင်ပဲပေါ့နော်တဘာဝတိုင်းပဲပြန်ထားတယ်ပြန်ထားတော့ငါကလုံးဝ active ဖြစ်လာတယ်9ရက်နေ့ကျွန်တော်မှန်နေပါနဲ့ပြပြီး flag ခံကြည့်တော့ငါတော်တော်လေး active ဖြစ်နေတာတွေ့တယ်အဲ့ဒါကျွန်တော်ဒီမေးကိုဒီအထီးလေးကိုပေါ့နော်ဖောက်ကန်နဲ့ကျွန်တော်ထည့်တယ်မမအောင်လုံးဝမထည့်ဘူးအဲ့ဒါနဲ့ကျွန်တော်ဒီဘန်နာရွက်ရည်ပိုင်းနဲ့ဒီဖော်ပုံးနဲ့ကျွန်တော်စထည့်ပေါ့နော်စထည့်တော့ငတိရဒီအတိုက်လုတ်ချင်တဲ့ပုံစံလေးစတွေ့ရတောင်းလေးမှာပူကောင်းလေးသွားလောက်တာအဲ့ဒါနဲ့ကျွန်တော်ဘာလုပ်လိုက်လဲဆိုတော့မဟာချိုင်တစ်ကောင်ကိုပါကျွန်တော်သူ့ငမနဲ့ပြပြီးတော့အတိုက်ဆောက်ခိုင်းလိုက်တယ်မဟာချိုင်ကအရင်တနည်း3-5ရက်လောက်ကပဲဖောက်ထားတာငတိငေါ့ကိုကျွန်တော်ထည့်ပြီးတော့မဟာချိုင်အတိုက်ပြီးလုပ်တယ်ပေါ့အတိုက်ပြီးလုပ်တော့ဒီအောက်မှာကျွန်တော်ဗီဒီယိုလေးနောက်ပြီးပြပေးမယ်အဲ့ဒီအတိုက်ကြီးရတယ်အဲ့ဒီအတိုက်ကြီးရတော့ကျွန်တော်ဘာလုပ်လိုက်လဲဆိုတော့ဖိုးဘက်ထဲကိုကျွန်တော်ပြောင်းထည့်ပေးလိုက်တယ်နော်ဒီ FCCB ရဲ့ဘုံတွေကိုကျွန်တော်ပြောင်းထည့်ပေးလိုက်တယ်ပြောင်းထည့်ပေးပြီးတဲ့အချိန်မှာကျွန်တော်ဘာလုပ်လဲဆိုတော့သူခဏလေးနေ့တစ်ပိုင်းလာပေါ့နော်နေ့တစ်ပိုင်းလာကျွန်တော်ထားလိုက်တယ်73ရက်နေ့တစ်ပိုင်းလောက်ထားလိုက်တယ်ညနေပိုင်းကျတော့ကျွန်တော်ဘာလုပ်လိုက်လဲဆိုတော့ဒီငမလေးကိုကျွန်တော်လှုပ်ပေးလိုက်တယ်ငမလေးကိုထည့်ပြီးတော့ဒီ1လီတာဘူးကိုကျွန်တော်ဖြတ်ထားတဲ့အပိုင်းလေးရှိတယ်အရင်ဗီဒီယိုမှာကြည့်ရဆိုရင်သိပါလိမ့်မယ်အဲ့ဒီဗီဒီယိုမှာထည့်ပုံစံလေးပေါ့နော်ငမောက်ကျွန်တော်ထည့်အဲ့ချိန်မှာငတိကငမောက်လုံးဝသွားပြီးတော့ flare တယ်ငမလေးငတိကိုပြန် flare အဲ့တော့ငတိငမပြန်ပြီးတော့ဒီစိတ်ဝင်စားတဲ့ပုံစံကိုကျွန်တော်မြင်ရတယ်โอเคဒါဆိုရင်တော့အချိန်ကြီးတော်တော်ကောင်းနေဆိုတော့ကျွန်တော်သိတယ်အတိုက်ကလည်းရှိနေပြီအတိုက်ကသူများရဲ့အတိုက်ငားထားတာဒီမဟာချိုင်စီကနေကျွန်တော်ငားပြီးထည့်ရတာအဲ့နဲ့ဒီငတိကဘာသွားလို့လဲဆိုတော့အဲ့ဒီအတိုက်ကြီးထဲမှာသွားပြီးသူ့ရဲ့ဘူစီပေါင်းလေးသွားထည့်တယ်ကျွန်တော်ဘောကနေစောင့်ကြည့်နေalright okay ဒါအချိန်ကြီးကောင်းနေဆိုလို့ကျွန်တော်73ရက်နေ့ညနေကျွန်တော်ငမောက်ကိုအဲ့လိုလေးပြထားတယ်14ရက်နေ့မနက်မှာကျွန်တော်လွတ်ပေးလိုက်တယ်အဒီငမောက်လွတ်ပေးလိုက်တယ်15ရက်နေ့ကျွန်တော်တရက်လုံးမကြည့်2ရက်ပေါ့နော်လုံးဝမကြည့်ပဲနဲ့ကျွန်တော်ထားတယ်ဒီ15ရက်နေ့ဒီနေ့ညပိုင်းပေါ့နော်ညပိုင်းကျွန်တော်6နာရီလောက်မှာကျွန်တော်ဖွင့်ကြည့်လိုက်တဲ့အချိန်မှာဒီလိုမျိုးတွေ့ရတယ်နော်ဒါကသူ့ရဲ့အတိုက်အသေးချာပြရတယ်သူ့အတိုက်တော့မဟုတ်တာမဟာချိုင်ရဲ့အတိုက်သူလှုပ်ထားတာဒီမှာဒီဘူစီပေါင်းတွေတွေ့တာရှောက်ပြီးပြန်ကျဲနေဒီဘက်ဘေးမှာအဲ့ဒါသူလှုပ်ထားတာဒါမဟာချိုင်ရဲ့အတိုက်သူများဆရာယူရတာအမှန်ကျွန်တော်အပင်ချပေးရတယ်ဆိုရင်ပုံမှန်ပတ်တာဆိုရင်အပင်အောက်လေးမှာလှုပ်ပြီးတော့ဒီအပင်ရရှိပေါ်ပေါ်လာတာကျွန်တော်ပုံမှန်ဖောက်နေငါရဆိုရင်အဲ့လိုမျိုးသူကလှုပ်ကြတာပေါ့နော်ဒီလိုမျိုးဒီဖောက်ပုံနဲ့တောင်းမှာလာပြီးလှုပ်တာရှာတယ်ဒီဖောက်ပုံတောင်းတာကျွန်တော်ထဲတာလို့အတိုက်ကိုထည့်ပေးရလို့မဟာချိုင်ကြီးကယူရတဲ့အတိုက်အဲ့မှာသူကဒီမှာပူစီပေါင်းလေးနည်းနည်းပါ3 5ပူစီပေါင်းလေးအလုံးတွေကမညီဘူးအဲ့ကျွန်တော်အခုထည့်တဲ့ FCCB ရဲ့ပူစီပေါင်းအကြီးလေးသူ့ပါးစားမှုတ်တဲ့အလုံးကြီးဒီမှာ size ကမတူကြည့်လို့ရတယ်ဒါတူတာအဲ့မှာကျွန်တော်ကြည့်လိုက်တော့ဥလေးကျွန်တော်တွေ့တယ်ဒီမှာဥလေးအများကြီးပဲโอเคဥကကျွန်တော်နောက်ပြီးတော့မှကျွန်တော် dry hash လုပ်တယ်ဆိုတော့ဒီစလုံးထဲကိုထည့်တယ်ပြီးတော့ကျွန်တော်ဥလေးကိုရီကြည့်တယ်ပေါ့နော်အဲ့ရီထားတာကျွန်တော်ပြမယ်ဘယ်လောက်ရလဲဆိုတော့ဒါသူလုပ်ထားတဲ့အတိုင်းမဟုတ်တခြားလူစရာအတိုင်းအောက်မှာသူတို့နှစ်ကောင်ဒီ working လုပ်ပြီးတော့ရလာတဲ့ဥလေးပေါ့နော် span team တီတော့ကျွန်တော်မသိသေးဘူးဒါ update ပြီးတော့ကျွန်တော်ထပ်ပြီးတင်ပေးမယ်ဟောဒီမှာကြည့်တာသူတို့ရတဲ့ဥလေးပေါ့နော်ခေတ္တသူတို့ရတဲ့ဥလေးtotal တွေ100နှလုံးရတယ်ဒါကျွန်တော်အကျန်းပြရပြီးရည်ကြည့်ရအောင်နော်100နှလုံးထက်တော့ပြင်းပြပြီး100လောက်ရတယ်ပေါ့ဗျာ100ရတယ်ဆိုရင်ကျွန်တော်ဒီအနည်းဆုံးဒါတင်မယ်ဆိုလို့ရှိရင်80 90လောက်တော့ကျွန်တော်တင်မယ်ပေါက်တဲ့အားလို့ကျွန်တော်ကြည့်အောင်မယ်ပေါ့နော် span ဘယ်လောက်ထိလိုက်လဲအကောင်ဘယ်လောက်ပေါက်လဲပုံမှန်ဆိုလို့ရှိရင်တော့ဒါ3ပုံ2ပုံတော့ပေါက်တယ်80 80 80လောက်တော့ကျွန်တော်ပေါက်မယ်အဲ့ဒီမှာအကောင်ဆုံး5ကဒီ3 5ကောင်ကျွန်တော်ရနိုင်တယ်ပေါ့နော်ဒီငါမှာပေါင်း total နှစ်စုံ3စုံတော့ကျွန်တော်အကောင်ဆုံးရနိုင်တယ်ပေါ့ဒါကျွန်တော်ရဲ့အခုလက်ရှိခံမှန်းချက်ပေါ့နော်
အဲ့လိုနီးလန်းနဲ့ကျွန်တော်နောက်ဆုံးမှာအောင်မြင်သွားတယ်ပေါ့နော်အဲ့တော့ပထမတစ်ချိန် fail ဒုတိယချိန် fail တတိယချိန် fail နောက်ဆုံးကိုမိကွန်းထုတ်တဲ့အခြေအနေတွေဖြစ်လာတယ်ငါဖောက်တာဘာကြောင့်မပေါက်တာလဲပေါ့ငါဒီလောက်ဒီအရှိမငါတွေအများကြီးဖောက်ခဲ့ပြီပေါ့ကိုယ့်ကိုယ်တော့ stress ကိုတန်တရားနေနဲ့ဖြစ်သွားတယ်ပေါ့နော်၄ချိန်မြောက် fail တယ်၅ချိန်မြောက်အတိုက်ပါမလုပ်တော့ဘူးမထီးရ6ချိန်မြောက်မှာလည်းအတိုက်လုံးဝမလုပ် span လည်းမထုတ်တော့ဒါပေမဲ့9ချိန်မြောက်မှာကျွန်တော်ခုနကတော့ဒီအရှိမ fail ရဲ့အကြောင်းအရာအလုံးကိုကျွန်တော်သုံးသပ်ပြီးတော့ကျွန်တော်ဖောက်ခဲ့ပေါ့နော်အဲ့တော့ဒီငထီးငမကြီးအခုအဲ့လိုမျိုးပေါက်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်နောက်ထပ်တစ်ချိန်သူတို့2ပတ်တန်ဒီ3ပတ်တန်ဒီနားပြီးသွားရင်ထပ်ပြီးတော့ဖောက်လို့ရတယ်ပေါ့နော်โอเคအဲ့တော့ဒီငါးဖောက်နေတဲ့လူတွေပထမတစ်ချိန်ပေါက်ကိုဖောက်လို့မပေါက်ဘူးဆိုရင်စိတ်ထဲမချနဲ့ကိုယ့်ရဲ့နေရာအခြေအနေကြောင့်လည်းငါမပေါက်တာဖြစ်နိုင်တယ်နောက်ပြီးသူတို့ရဲ့ကျန်းမာရေးအခြေအနေကြောင့်လည်းဖြစ်နိုင်တယ်နောက်ပြီးနေရာဒေသအကူးပြောင်းကြောင့်လည်းဖြစ်နိုင်တယ်အကြောင်းအရာတွေကတော့အများကြီးရှိနိုင်တယ်အဲ့တော့အဲ့ဒါဒီကိုယ့်အကိုသုံးသပ်ပြီးတော့စမ်းသပ်ကြည့်ရမှာပေါ့နော်โอเคအဲ့တော့ဒါကတော့ကျွန်တော်အခုကြုံခဲ့ရတဲ့ FCCP စာပြီးဖောက်တဲ့ချိန်မှာကြုံခဲ့ရတဲ့ပြဿနာပေါ့နော်အဲ့ဒါလေးကိုပြန်ပြီးတော့ဒါ sharing လုပ်ပြီးတဲ့ video လေးဖြစ်ပါတယ်